ဆိုတော့ဒီနေ့ Joshua ပဲနိုင်ပြီးတော့သူကွင်းထဲမှာinterview မှာသူပါပြောသွားလဲဆိုတော့ပထမဆုံးကတော့ဒါသူဖျားသခင်ကိုကျေးဇူးတင်ပါတယ်ပေါ့နော်သူကိုကယ်တင်ရှင်ဖြစ်တဲ့ဖျားကိုကျေးဇူးတင်ပါတယ်ဆိုပြီးပထမဆုံးသူဖြေသွားပါတယ် I'm just a nobody trying to tell everybody about somebody who saved my life and his name is Jesus Christ အဲ့ဒါပြီးတော့ဒီ Joe Rogan မေးတဲ့မေးခွန်းတွေကိုသူဘယ်လိုဖြေသွားလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ပေါ့နော် Joshua, that was an absolutely spectacular fight. What a war. So many back and forth exchanges. It looked like you had him out of there a couple of times. That guy had a heart of a warrior. I mean, it was really an incredible performance by both of you. I said I was going to finish him inside 3 rounds, and I almost did. But, man, he's a tough motherfucker, Tatsuro. Joe Rogan ကပြောတာဒီမင်းရဲ့ပြိုင်ဖက် Tatsuro ကတကယ်ပဲဟို warrior ပေါ့နော်တကယ်ဟိုတိုက်ပွဲဝင်သူရဲ့ကောင်ပဲဖြစ်တယ်ဆိုပြီးတော့မှပြောတာ Joshua ပဲငါလည်းဟုတ်ပါတယ်သူကတိုက်ပွဲဝင်သူရဲ့ကောင်ဖြစ်တယ်ငါလည်းသူ့ကိုချုပ်ကွက်နဲ့နိုင်ဖို့ဆိုပြီးပြောထားတာငါသူ့ကိုချုပ်ကွက်နဲ့နိုင်ခါစစလေးပဲဆိုပြီးတော့မှ Joshua ပဲငါပြောတာပါ Tatsuro ကတကယ်ဟိုတမာတဲ့ tough ဖြစ်တဲ့ပြိုင်ဖက်ပါဆိုပြီးတော့မှဆက်ပြောသွားတာပါ And you know, shout out to my coach, Daniel Pineda. He said, go to the body and you finish it. As soon as I go to the body, it was over. Now, let's take a look at the final exchange because you went to the body several times. You got him with a front kick to the body, and then you started ripping shots to the body with punches. And then eventually he just couldn't take it anymore. And the referee. ဆိုတော့ Joe Rogan ပြောတာသူမင်းမျက်နှာမှာထိုးချက်တီ body မှာထိုးချက်တီတောက်လျှောက်ထိုးချက်တီတောက်လျှောက်မိတယ်ပေါ့နော်အဲ့ဒါနဲ့ဒီလိုပဲပွဲရနောက်ဆုံးကြတော့ဒါတိုင်ကလည်းအရက်ပေးလိုက်ရတဲ့အနေထားပေါ့နော် Thank you, man. Shout out to Tatsuro, the Japanese fans. ဟို Tatsuro လည်း shout out ပေါ့နော်ပြီးတော့ဂျပန်ပရိသတ်တွေကိုလည်းသူက shout out လုပ်ပါတယ်ဆိုပြီး Joshua ပဲပြောသွားတာပါ And we can't forget about the Burmese fans, you know. Shout out to Myanmar, man. Now the world will know of us. And you got a fucking champion. Down me now. ဟိုမြန်မာပရိသတ်တွေကိုမေးလို့မရပါဘူးဆိုပြီးတော့မှမြန်မာပရိသတ်တွေငါတို့ကဘာကြီးကငါတို့အခုတီးသွားပြီဆိုပြီး Joshua ပဲကအခုလိုပြောသွားတာပါ Now, Joshua, it's an amazing performance, but of course you have unfinished business. You have unfinished business with Alexandre Pantoja, who's in the house right now. That will most likely be next for you. Give us your thoughts on မင်း that. မပြီးဆုံးသေးတဲ့စီးပွားရေးလို့ရှိတယ်ပေါ့နော်ဟို ဖန်ဒိုရှာချန်ပီယံနဲ့မပြီးဆုံးသေးတဲ့ဇာတ်လမ်းရှိတယ်အဲ့ဒါဖန်ဒိုရှာနဲ့နောက်ပွဲရမင်းတို့တွေးဖို့ဖြစ်နိုင်တယ်ပေါ့နော်ဆိုပြီးတော့ Joshua ဘင်ကို Joe Rogan ကပြောတာပါ The winner and still flyweight champion of the world, Joshua Van. That post-fight interview brought to you by Chip, the official water of UFC. You better get it right ဆိုပြီးတော့မှ Joshua ဘင်ကဖန်ဒိုရှာကိုပြောတာပါမင်းကောင်းကောင်းလုပ်ပေါ့နော်အဲ့လိုမျိုးဟိုလဲပြီးတော့လက်မကျိုးခိုင်းနေဆိုတော့အဲ့လိုမျိုးသူပြောသွားတာပါ Congratulations ဆိုပြီးတော့မှဆက်ပြောသွားတာပါဆိုတော့ဒီပွဲကဘာဖြစ်ဖြစ်အားလုံးအတွက်ဝမ်းသာစရာပွဲကြီးပွဲကောင်းပါကဲ Yes